င်္ဂလာပါရှင်ဗမာတိုင်းသားဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညဖော်ပြပေးသွားမယ့်သတင်းတွေကတော့ကဆူးစစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်တဲ့သတင်းဝိုင်းမော်ဒေတာခံပြည်သူ6ဦးလက်နက်ကြီးထိမှန်ပြီးသေဆုံးတဲ့သတင်းနဲ့တိုက်ပွဲအခြေအနေပြင်းထန်နေတာကြောင့်မိုးမိတ်စိတ်ဆောင်ပြည်သူတွေနေရက်မပြန်နိုင်သေးပဲစစ်ပဲသိမ်းရှောင်နေဆဲဖြစ်တဲ့သတင်းတွေကိုတင်ဆက်သွားပါမယ်ကျွန်မကတော့တင်ဆက်သူရှင်းမုံပါမြစ်ကျနာဗမော်လမ်းပိုင်းမှာရှိတဲ့တပတ်ချောင်းတရားထိပ်မှာကိတ်ထိုင်တက်ဆွဲထားတဲ့ကဇူးစစ်ကောင်စီတပ်စခန်းကိုမေလ19ရက်နေ့ည7:00နာရီအချိန်လောက်မှာ KIA ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့သိရပါတယ်။အင်အားနေရာဝန်းကျင်ရှိတဲ့ကဇူးစစ်ကောင်စီတပ်စခန်းဟာခီးသွွားပြည်သူတွေကိုတင်းကျပ်စွာစစ်ဆေးမှုတွေပြုလုပ်ပြီးအနောက်ရှက်ပေးတာတွေတားဆီးပိတ်ပင်တာတွေငွေကြေးအဆမတန်ကောက်ခံတာတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။နေ့ညမှာပဲခါရှီရွာမှာရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုလည်း KIA ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်ထားပါတယ်။မေလ18ရက်နေ့ကနေ19ရက်3ရက်တာအတွင်းကဇူးခါရှီလုံဆက်ကောင်ဝလာဘုံအောင်မြေ1အောင်မြေ2လုံခဝူထောင်ပြင်ပူကောင်စတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ဝိုင်းမော်မြို့နယ်ခတ်ချိုကျေးရွာမှာဒီကနေ့မေလ20ရက်နေ့မြောက်ပိုင်းတိုင်းစစ်ကောင်စီတပ်ကလက်နက်ကြီးရန်တမ်းပစ်ခတ်တာကြောင့်ပြည်သူ6ဦးအသက်သေဆုံးသွားတယ်လို့ဒေသခံပြည်သူတွေထံကနေသိရပါတယ်။ဒီကနေ့နေ့လယ်လောက်မှာမပခစစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးဟာဥကျော်ဥယျာဉ်နေအိမ်မှာကြောက်ရောက်ပောက်ကွဲခဲ့တာကြောင့်အိမ်သား6ဦးအသက်သေဆုံးပြီးတော့12ဦးထိခိုက်ဒဏ်ရာပြင်းထန်နေတယ်လို့သိရပါတယ်။ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့အခုချိန်မှာမြစ်ကျနာပြည်သူစေယုံမှာစေကူတောက်မှုခံယူနေပြီဖြစ်တယ်လို့သိရပါတယ်။ဒီကနေ့နေ့လယ်2နာရီအချိန်မှာလဲစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့တာလိုကြီးကျေးရွာကိုဘုံကျဲခဲ့တာကြောင့်ပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အခုချိန်မှာစစ်ကောင်စီတပ်ကပြည်သူတွေနေတဲ့ကျေးရွာတွေကိုပြစ်မှတ်ထားလက်နက်ကြီးရန်တမ်းပစ်ခတ်တာတွေလှုပ်ဆောင်နေပါတယ်။မေလ19ရက်နေ့မှာဝိုင်းမော်မှုတ်ကျစ်ကျေးရွာကဒေါ်လစော်စေလုံးလက်နက်ကြီးမှန်ခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲလက်မြောင်ကျေးရွာမှာလက်နက်ကြီးပောက်ကွဲခဲ့တာကြောင့်ဒေါ်အားညီလက်နက်ကြီးမှန်ခဲ့ပြီးတော့အခုချိန်မှာစေကူတောက်မှုခံယူနေပြီဖြစ်တယ်လို့လည်းစုံစမ်းသိရှိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်ဒေသမှာတိုက်ပွဲအခြေအနေပြင်းထန်နေတာကြောင့်ထွက်ပြေးတိမ်းရှောင်နေတဲ့ပြည်သူတွေဟာအခုချိန်ထိနေရက်မပြန်နိုင်သေးပဲစစ်ပဲတိမ်းရှောင်နေဆဲဖြစ်တယ်လို့သိရပါတယ်။စစ်ရှောင်ပြည်သူတွေဟာ2024နှစ်တစ်ကူကစပြီးစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြားတိုက်ပွဲပြင်းထန်တာကြောင့်အသက်လုံခြုံရေးအတွက်စစ်ပဲတိမ်းရှောင်နေတာဟာအခုချိန်ထိဖြစ်ပါတယ်။စစ်ဆောင်ပြည်သူတွေဟာစစ်ဆောင်ကာလ4လကျော်ကြာလာပြီဖြစ်တဲ့အတွက်အစားအသောက်အခက်အခဲရှိပြီးမိမိနေရက်ကိုပြန်လာခြင်းပေမဲ့စစ်ကောင်စီဘက်ကနေအိမ်တွေမိရှို့ဖျက်ဆီးခဲ့တာကြောင့်ပြန်စရာနေအိမ်မရှိဘဲစစ်ဆောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။ရှမ်းပြည်နယ်မိုးမိတ်ဒေသမှာစစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာတွေကြောင့်ပြည်သူတွေရဲ့နေအိမ်အများပြားပျက်စီးဆုံးရှုံးခဲ့ရုံမကအသက်သေဆုံးတဲ့ပြည်သူတွေလည်းရှိခဲ့ပြီးတော့အခုချိန်ထိပြည်သူတွေဟာမိမိနေရက်ကိုမပြန်နိုင်သေးပဲစစ်ပဲတိမ်းရှောင်နေကြရတယ်လို့စုံစမ်းသိရှိရပါတယ်။တရှိနာဆင်ခဲ့ကြတဲ့ပရိသတ်ပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်